ဒီကောင်ကပါစာမီမထွက်တဲ့ကောင်နော်အုံတက်မူတိုင်းတော့ကောင်းတယ်နော်အုံတက်မူတက်တယ်နော်140ကျော်တက်တယ်ဒါပေမဲ့မီရမထွက်ဘူးဒီမှာအပြာမှာထောက်တာနော်အပြာမှာထောက်တာရယ်139တက်တယ်ဒါဘာလို့မီမပွင့်လဲအဲ့ဒါဆိုဒါဘာလို့မီမပွင့်လဲအုံစကီနဲ့တိုင်တော့ကွိုင်မလောင်လို့ပြတယ်ဒါပေမဲ့ဘာလို့မီမပွင့်လဲဒီကောင်တခြားထပ်ဆန်းမယ်အဲ့ဒါဆိုလို့ရှိရင်ခုနကတစားအောင်ဒီမှာအပြာမှာထိုးနော်တစားအပြာမှာထိုးတစားပါစာအောင်ဒီမှာတန်နဲ့ခေါက်ကြည့်မီမလင်းတွေ့လားဒီလိုလေးခေါက်လို့ရှိရင်အမှန်တကယ်ကောင်းလို့ရှိရင်မီလင်းရတော့နော်မမီမလင်းတွေ့လားအဲ့တော့ပြစ်ပုံပြစ်နေရညာပြစ်ပြစ်တယ်ဆိုတာဒါမျိုးပြောတာညာပြီးတော့ပြစ်နေပြစ်လဲညာလဲညာတယ်ညာပြစ်ပြစ်နေတာဒီမှာအလုပ်တကယ်ခါလိုက်တော့မလုပ်တော့ဘူးမီတာနဲ့ထောက်တန်လိုက်တော့ခါကြတော့မီတာမှာ on scale ပြတယ်နော်တကယ်ဘိုးနဲ့ AC တိုင်းလိုက်တဲ့ခါကြတော့လေ तू ကမထွက်လာဘူးတဘိုးနှစ်ဘိုးထွက်ရမယ် तू ကပါစာမှာအဲ့တော့လည်းမထွက်ဘူးဒီမှာတက်စားထောက်လိုက်တော့လေမီမလင်းဘူးအဲ့တော့ဒီကောင်တော့ခပေးနေပြီပေါ့ဒီကောင်ကိုပြုပြင်ရတော့ပါစာလဲမယ်ပေါ့ဟုတ်လားမီလီမီတူလားနော်သူတို့အဲ့ဒါကိုပါစာပြည့်ချက်ကိုစီရင်အောင်မေးစီအောင်နေလဲကပရာလဲ6လဲထားတာဘယ်ရမကောင်းမနဲ့နော်အဲ့တော့ပန်ရှင်ကလည်းပတ်သက်မကုန်သင့်ပဲကုန်တာပေါ့ပြည့်ချက်ကိုသိချမချပဲနဲ့အဲ့ဒါညာပြစ်တယ်ဆိုတော့အဲ့ဒါပြောတာပေါ့ဆက်နိုးရောနဲ့သူရဲ့ပါစာအလုပ်ကလည်းပါစာတာဝန်ရလည်းမကြည့်ဘူးပါစာလည်းမီးကိုလူတော်ပုတ်ပြီးနေအဲ့တော့ညာပြစ်တယ်ဆိုတော့အဲ့ဒါပြောတာပေါ့ပြစ်လဲပြစ်တယ်ညာလဲညာတယ်ညာပြီးတော့ပြစ်နေတာပလက်တွေလဲစီရီယာနေလဲကပိုက်တာကြီး6လဲဘယ်ရဒွတ်ပဲပါစာအမမီးမထွက်တာပါစာမီးမထွက်ပဲနဲ့သူကသူနိုးခြင်းလို့နိုးနေတာပြစ်ပြီးတော့ဒီပါဆွဲတော့လည်းမလိုက်အဲ့လိုဖြစ်နေတွေ့လားအမမီးကိုသူကစလုံးနဲ့ထားလို့ချင်းမီးကတစ်ချက်ချင်းထွက်လာရမှာမနော်အဲ့ဒါပုံမှန်ပေါ့ဒီပါဆွဲသလောက်မီးကဘရဒါတဲ့အဆက်မပြည့်အင်ဂျင်ကပတ်သလောက်သူကမြင်အောင်ထွက်ရမယ်ဒီပါပို့ကြည့်လိုက်မှာတွေ့လားအဲ့လိုပြရမယ်နော်ဒီပါဆွဲအပိုက်များလာတယ်လို့သူကတပတ်ချင်းပိုက်ရင်တပတ်ထွက်နေရမှာလေအဲ့တော့အပိုက်များရင်မီးကဒါလည်းထွက်ရမယ်အဲ့တော့နော်ဒါကင်မရာထဲမှာဘယ်လိုဖြစ်ပြီးတော့မီးကထွက်သလိုဖြစ်နေတယ်အပြင်မှာဒါလည်းထွက်တယ်မှာကြီးအခုမှကောင်းတာကြောက်ကြတယ်အဲ့လိုလာမှာလေဘယ်လိုတော့မလာချက်တာဖြစ်နေဆွဲလိုက်ရပြီမီးရလို့ဖြစ်ရမှာဒီအဲ့လိုဖြစ်သွား